vaccination ပေါ့နော်အာ CBA တော့မရှိပါတော့ဆရာမရှိဘူးရ CB လို့ရေးကြည့်တာပေါ့နော် single standard single standard မှာတော့ဟိုပေါ့ calculation မှာညာမသိမရှိဘူးဒါပေမဲ့ drawing လို့ရှိတယ်ဒီလို side လေးတော့ပြန်ရမှာသူကသူလာတွတ်သွားတယ်နော်တွတ်သွားလို့ရှိရင်တော့ဘာလို့ push web cookie ပေါ့နော်အဲ့တော့ install create trace limit oil ဆိုတဲ့ data ကို100 mg per liter ပေါ့နော်တိတ်ကြီးစား item မပို့ဘူး size method PUB နဲ့သွားလို့ရတယ် EN1H25 အဲဒီမှာသူက drawing လေး number လေးတွေပြောပြရမတွေ့လားโอเคအဲ့မှာအခုဆင့်ဆိုလို့ရှိရင်3 component ဆင့်မှာဆိုလို့ရှိရင်အလျားရဲ့အနိုင်အမြင့်ရှိတယ်အဲ့ဒီကနေဘောလူရမယ်အကိုတွက်သလိုပဲအဲ့ကနေတွက်သွားပြီးတော့အခုနောက်ဆုံးကြာကမှသူက greater size calculation ဒီမပါနော် greater size calculate greater size for conjugationโอเคအဲ့ဒါတရားလေးပြန်ရေးလိုက်တယ်ပေါ့နော်သူရေးတဲ့ဘောလုံးမူတည်သေးတယ် formula ပဲသူကထည့်ထားတွေ့လားဟုတ်โอเคဒီမှာဆိုလို့ရှိရင် under 4 liter per second around အဲ့တော့3 centimeter size ဘယ်လောက်အဲ့ကနေပြီးတော့မှ2ဆိုလို့ရှိရင် PUB နံပါတ်ဘယ်လောက်4ဆိုလို့ရှိရင် PUB size ဘယ်လောက်5ဆိုရင်4ရောက် connection check ရှိတယ်ဆိုတော့ဒီမှာသူ drawing နဲ့သူညွှန်ထားတယ်ပေါ့နော်ဒီ drawing ကိုတော့ဖတ်ကြည့်ရအောင် PUB 0.01 0သူက calculation မရှိဘူး calculation မရှိတော့တိကျမှာပေါ့ဘူးပေါ့နော်အဲ့တော့ကိုတော့ဒီမှာဘာနဲ့လုပ်လိုက်မလဲဆိုရင်washing machine ဘာပဲ BS ပေါ့နော် BS ကိုရေးကြည့်လိုက်သူက calculation တခါပြန်လာ BS greater standard လာBS မှာကြတော့သူကဒါဒီမှာဆိုလို့ရှိရင်ဘောလုံးဆိုလို့ရှိရင် land weight depth ပေါ့နော် compound 1 meter ကြီး1000 liter ပေါ့အဲ့ UK နဲ့သူကတွက်သွားပြီးတော့အခုဒီမှာဆို3 for 3 ဆင့်3လုံးအတွက်ဆိုလို့ရှိရင်တစ်လုံးဘယ်လောက်ပေါ့သူကပေါင်းသွားတယ်ပေါင်းသွားပြီးတော့နောက်ဆုံးမှတော့မှသူကဖတ်တာပေါ့မြောက်ပုံလေး1 2 5တော့ဘယ်ရအောင်ဒါ formula ပဲသူ AN ရတွက်ထားတာဟောမဟုတ်အဲဒီလိုမျိုးအဲ့မှာလည်းညစတယ်ဟော formula ပဲသူအခုဒါဒီကောင်ကကြတော့ဘယ်လိုပြောမလဲဆိုတော့သူက AN နဲ့တွက်သွားတာပေါ့နော်အခုတို့ဒီမှာတွက်ထားတဲ့ပုံစံဆိုလို့ရှိရင်အဲ့လိုမျိုးမလို့ဘူးပေါ့နော်သူတို့ဘာရီလိုလဲဆိုရင်ဒီမှာပေါ့နော်သူကခါရဲပါပြီးသားဘောလူကိုခါရဲယူပြီးတော့ရာခိုင်နှုန်းဘယ်လောက်ဆိုတွက်လိုက်တယ်တွက်ပြီးတော့ညီလေးတို့အခုတို့ဒီ rated site ကိုရွေးလို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ဒါတော့အခုတော့ portable ပေါ့အခုတို့ဒီ commercial kitchen overall ကြတယ်ဒီတိုင်းမသွားဘူးနော်အခုတို့ဒီ rated site ကဘယ်လောက်ရှိတယ်ဘယ်နှလုံးသွားမယ်ပေါ့နော်အဲ့ဒီပေါ်မူတည်ပြီးတော့ဘယ်နှကားလမ်းဆက်နဲ့ rated ကိုထည့်ရမယ်ပေါ့နော်အဲ့ဒါသွားရသော်ဖြစ်တော့ flow rate ဆိုလို့ရှိရင်ဂါလန်50ပါ မိနစ်တစ်မိနစ်ကိုဂါလန်50ပေါ့နော်အဲ့တော့ဒီစစ်ဘယ်နှလုံးရှိလဲ3လုံးဆိုလို့ရှိရင်ကိုဂါလန်150ဟို4လုံးဆိုလို့ရှိရင်200ဒီ wash machine ကဒီပကံဆေးတဲ့ဒီ set တွေကထွက်တဲ့ဒီ flow rate လည်းရှိတယ်အဲ့ဒီ flow rate တွေနဲ့ဆက်နဲ့ site ကိုအခုတို့ကထည့်ရမယ်အနည်းဆုံးမရှိဆိုလို့ရှိရင်ဒီကောင်1 to 2 meter ကျူအဲ့ဝင်ကျင်မှာရှိတယ်နော်အဲ့ထက်တော့သူမသေးဘူးနောက်တစ်ခါကျတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော်တို့โอเคဒီမှာဆိုလို့ရှိရင်ဒါပြန်30လောက် site တော့တာလားဒီမှာဆိုလို့ရှိရင် chapter subject 10ကျွန်တော်စုပ်away page နော်အဲ့ကောင်လေးတွေတွေ့မယ်ဆိုရင်တော့ဗာလဲဆိုတော့ soil ကိုdomestic ပေါ့နော်အိမ်ကနေဆွန့်လွတ်တဲ့ဟာလေးတွေ subject 10နဲ့ကိုထည့်တယ်ပေါ့နော်အဲ့ဒီမှာဒီ organic တွေကိုသူကခြေပြတာပေါ့နော်။ဘာနဲ့ခြေပြလဲဆို aerobic bacteria action နဲ့သွားတာပေါ့နော်။ aerobic နဲ့ anaerobic ဆိုနှစ်မျိုးခွဲသေးတယ်။လေလိုတဲ့ bacteria နဲ့လေမလိုတဲ့ bacteria aerobic ကတော့လေလိုတယ်ပေါ့နော်။ aerobic bacteria intake can be survived ပေါ့နော်။ဘာလဲဆိုတော့အခု survived တိုင်းကနေပြီးတော့သူ
အနေတွေကြာလာတဲ့ဟာကိုဟုတ်သူကဘာလို့ remove လုပ်တယ်ပေါ့နော်ဒီကောင် swine တွေကို AWD ကနေပြီးတော့စားလိုက်တာအဲ့ကနေပြီး soap pit ထဲကိုကြာလာတော့ soap pit ထဲမှာကြာတော့ပိုးတစ်မျိုးပေါ့ recommended distance also away from the drinking water so ဒီတောက်ရည်နဲ့ထားတဲ့နေရာနဲ့ဆိုတော့နည်းနည်းလေးမီတာ20ပေါ့နော်မီတာ20ဆိုတော့အခုတို့စီမှာဆိုလို့အခုတို့စီမှာကျတော့ပေ6ပေ50လို့ပြောတာများတယ်ပေါ့နော်ဒီစီပင်ကြီးပါတယ်မှာကျတော့ဗရကန်65ပေ6လောက်ပါနော်ဒါပြီးတော့အဲ့ဒါကြောင့်မလို့အခု surface tan နဲ့ဒီ jewel ဆိုလို့ရှိရင်အခုအင်ရှိနဲ့နောက်ဖေးနဲ့အဲ့ဒါမျိုး cross ထားတာပေါ့နော်သူ့မှာလည်းဒီဘလောက်ကွာမယ်လက်မိုင်းရပြတ်မှတ်ထားတာရှိတော့ကွာတာပေါ့နော်ကိုကတာဟိုရှင်းနောက်ထားတာဘေးအင်ရဆိုရှင်းနောက်ထားဖို့လိုတယ်ပေါ့နော်ဘေးအင်ရရှင်းနောက်မထားဘဲနဲ့အင်ရှိသွားတာရင်ကိုကလည်းအဆင်မပြေဘူးသူဒီမှာကျတော့ပေ20ပေ60ပေ40ပေ60ဟောပေ40ပတ်တယ်အဲ့လိုမျိုးတွေဆိုတော့တစ်ခါလေကျတော့မပြေဘူးပေါ့နော်တစ်ခါလေကျတော့ပြေတယ်ပေါ့ဒါတော့အခုတို့ဒီကိုယ်ရံနေချထားတဲ့ဒီပေတိုင်းပဲပြောပြတာပေါ့နော်တကယ်တမ်းကျတော့အဲ့လောက်ကွာတဲ့နေတကယ်မြေမှာကျတော့အဲ့လောက်ကြီးမကွာတာလေကိုတွေ့ဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆက်သွားမယ်ဆိုလို့ ground water ဒီပဲ minimum 1 meter below the surface to prevent the direct condemnation of ground water အဲ့တော့ကျွန်တော်မြေကြီးပေါ်မှာရှိတဲ့ဒီပြောရရေပေါ့ ground water ကလည်း10 meter ground water level 10 meter လောက်ဆိုnet တင်တယ်ပေါ့နော်ဒီ surface ကိုအဲကြောင့်လည်းဆို surface ကထွက်လာတဲ့အရေတွေကရှံပြီးတော့ဒီဘိုးတို့ရေနံနဲ့ဝင်မှာဆိုလို့ပေါ့နော်နောက် destination time ဒီစင်းတိုင်းဆိုအခုတော့အရေပျော်ဖို့ရေပျော်ဖို့ပျော်ဝင်ဖို့ surface တန်ကိုတစ်ရက်ကနေပြီးတော့2ရက်ခွဲပြီးကြာရတယ်ပေါ့နော်ဒီ soil solid တွေပေါ့နော်အဲဒီ solid တွေကနေပြီးချီသွားဖို့ပေါ့အဲဒီကောင်ကတစ်ရက်ကနေ2ရက်ခွဲပြီးကြာရတယ်ပေါ့အဲဒီ surface တန်ကိုဘာလို့ဆိုတော့ဒီ usually one in the year ပေါ့တစ်နှစ်ကိုတစ်ကြိမ်လောက်ဒီကြိမ်ကြည့်ပဲကောင်းကောင်းသုံးတယ်ဒီကြိမ်ကြည့်ရင်တော့ကိုတို့ကဒီစီပင်ခေါ်ရတယ်ပေါ့ဒါကတော့ use surface တန်ကိုကိုတို့ပြောပြနောက်က surface တန် can be construct either RCC နဲ့လည်းဆောက်လို့ရတယ် Ukraine နဲ့ဆောက်လို့ရတယ်ပေါ့နော် single chamber surface တန် usually use is the length is less than 4 meter ပေါ့နော်4 meter ထဲနည်းခဲ့မယ်ဆိုလို့ရှိရင် the length ဒါမှမဟုတ်4 meter ထဲကျော်သွားမယ်ဆိုလို့ရှိရင် double chamber ပေါ့နော်ဒီ surface တန်ရဲ့အခုတို့က site က4 meter ထက်နည်းမယ်ဆိုလို့ရှိရင်တော့ chamber ကိုတစ်ခုပဲ single chamber သုံးလို့ရတယ်တကယ်လို့4 meter ထဲကျော်သွားလို့ရှိရင် double chamber သုံးပြရမယ်โอเคပြရအချင်းဒီ length ဆိုတာအခုတို့ဘယ်လိုပြောမလဲဆိုတော့ဒီကောင်နှစ်ခုဆိုလို့ရှိရင်အခုကဒီကောင်က length ပေါ့နော်အဲ့ဒီကောင်4 meter 4 meter ဆိုလို့ရှိရင်4 3 4 12ပေါ့နော်12ပေအကျယ်ဒီ length အကျယ်12ပေလောက်ရှိသွားပြီဆိုရင်12ပေတဲ့ကျော်သွားပြီဆိုလို့ရှိရင်အနည်းဆုံးဒီချမ်းမှာနှစ်ခုထည့်ပြရเนาะအဲ့ဒါဘယ်လိုချမ်းမှာလဲဆိုတော့ပါလိမ့်မယ်เนาะဒါကကိုကဒီအကိုထုတ်လာတာမဟုတ်ဘူးဒီသူတို့ဒီစီပင်မှာလည်းဒီလိုမျိုးပုံစံမျိုးပဲစစ်တာပေါ့နော်ဒီ guideline နဲ့ပဲကိုပြောပြနောက်တစ်ခုကကြတော့အကိုတို့ပါလဲဆိုရင် first chamber inlet က2 to 3 length 2/3 length ဖြစ်ရမယ်ပေါ့ second chamber ဆို1/3 length ဖြစ်ရမယ်2/3 length နဲ့1/3 length နဲ့ပေါင်းလို့ length ပဲရမှာပေါ့နော်โอเค length ပဲရမှာပေါ့ထားပါတော့ဘယ်လိုပြောပြလဲ the depth usually provided surface depth is not more than ဒီ surface depth site ကအခုတော့ 1.5 meter to 2 meter ထက်ကျော်လို့မရအမြင့်ပြောတာပေါ့နော်သူ့ရဲ့ depth ရလာသူ့ရဲ့ depth က depth 1.5 နဲ့2 meter ထက်ကျော်လို့မတင်ဘူးပေါ့ဘာကြောင့်လဲဆိုတော့အခုတို့ surface depth နဲ့တို့ကြတော့ကောင်းဆိုတော့ gravity flow နဲ့တို့ကသုံးတာပေါ့နော်တကယ်လို့ကပတ်နေတာထည့်မယ်ဆိုတော့ဒီထက်ကျော်လို့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘာကိုပြောချင်တာလဲဒီကောင်ကကျွန်တော်တို့က 1.5 to 2 meter ဆိုလူတစ်ယောက်ကကျွန်တော်တို့က2 meter 2ပေကျော်တဲ့လူရှိရှားတယ်ပေါ့နော်အဲ့တော့ကျွန်တော် surface depth ကိုပြန်ပြီးတော့ maintenance လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါကြီးလည်းစဉ်းစားရတယ်ပြီးပါတယ်သူကဒါမျိုးချုပ်ထားတယ်ပေါ့နော်ကျွန်တော်တို့ကတကယ်လို့ဟို net သွားတယ်ဆိုလို့ရှိရင်ဒီကားတွေတိုင်းလည်းတရားလုပ်ထားရင်ရတယ်အင်းတယ်ဘောင်းဆိုတော့ inlet chamber ထဲမှာဆိုလို့ရှိရင် buffer wall ကိုပြောရမယ် distance the distance ပေါ့နော် the distance the distance is 1.5 length to entry form ပေါ့နော်အဲ့ဒီ1.5ပြောရင်တော့ free boat က30 cm 300 mm free boat ဖြစ်ရမယ်
ပြီးရင် the floor is slope တယ်နော်ဒီ surface tension channel မှာရှိတဲ့ slope က 1:40 ဖြစ်ရနော် forward manhole opening ဒါ opening ရှိတဲ့နေရာကိုကျွန်တော်တို့ကအဲ့ဒီကောင်ဖောင်းတနည်းအားဖြင့်ကျွန်တော်ပြောချင်တာကဒီ manhole အပေါက်ကနေပြီးတော့ကို CB ကနေကားပေါ်ဆုံးတဲ့ပုံစံမျိုးပေါ့နော်အဲ့နေရာလေးခုပဲကိုသူကစောင်းသွားစောင်းတဲ့နေရာတည်းမှာ manhole ရှိရအဲ့တော့ဒီမှာ30စင်ပြရမယ်ပြီးလို့ရှိရင်အခုဘာအောင်ဆိုတော့ဒီ air band ပေါ့နော်ကျွန်တော်လေထွက်ပေါက် band ဆိုလို့ရှိရင်50 mm ရှိရဒီ deflating air band ပေါ့နော်အဲ့တော့အဲ့နေရာမှာအခု50 mm ဖြစ်ရမယ်နောက်တစ်ခုက brickwork တွေနဲ့လုပ်လို့ရတယ် surface tension ကဘာအောင်ဆိုတော့ the outlet of surface tension 5 to 7 cm below inlet floating inlet ပေါ့နော်အဲ့တော့ကျွန်တော်တို့ဝင်လာတဲ့ pipe ထဲထွက်သွားတဲ့ pipe ကနေမှထွက်မှာပေါ့နော်ဝင်လာတဲ့ pipe တွေထွက် pipe ကမြင့်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထွက်မှာမဟုတ်ဘူးအဲ့ဒါဟောသူကပြောတာပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင် pipe လုံးစာလောက်ကျွန်တော်တို့စဉ်းစားရတယ်ပေါ့နော်အဝင်နဲ့ထွက်ဝင်ထွက်ကဆရာသွားဒီကနေပြီးတော့ soil နေဝင်လာတာပေါ့နော် soil ဝင်ပြီးဒီကကျွန်တော်တို့ weight ဖြစ်မှာပေါ့ကျွန်တော်တို့ weight ဒီကောင်တစ်လုံးစာလောက်ကျွန်တော်တို့အောက်ကိုဟာနေရတဲ့မဖြစ်ရဘူးပေါ့နော်ဘာလို့ဆိုတော့ဒီကောင်ကအဝင်ဒါ A ပေါ့ဒီကောင်အောက် A နဲ့အောက်ဆိုလို့ရှိရင်အောက်ကအဝင်ထွက်တော့ကျွန်တော်နှိမ့်မှရပါဘူးเนาะအဲ့ဒါလေးကိုကျွန်တော်တို့ပြောပြတာเนาะဒါလေးရှိတယ်အဲ့တော့ဒါတွက်မယ်ဆိုလို့ရှိရင်ဒီ surface နဲ့တွက်မယ်ဆိုအများကြီးသုံးပုံများရှိတယ်ပေါ့ဒါတော့ the following method ဆိုတာနှစ်ခုနဲ့တွက်လို့ရrate of water supply method ရှိတယ် filter discharge method ရှိဟုတ်တယ်သူကဘာအောင်ဆိုတော့ပုံစွဲရင်ညီမတွေ့မှာပါသူ free boat လေးရှိရမယ်ပြီးတော့ bank ကိုလည်းကိုတို့ကထားရမယ် escape to gas တွေထွက်သွားအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံး can မှာထားလို့ရတယ်အဲ့ဒါနောက်မှာပုံမှာလည်းပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆို rate of water supply method ရှိရယ် filter discharge method ရှိရယ်နှစ်ခုရှိအဲ့တော့ကျွန်တော်တို့ကဒီ capacity of surface depth ကိုတွက်မယ်ဆိုရင်သူကနှစ်မျိုးပေါင်းရ volume of sediment ရယ် volume of sludge ပေါ့နော်ကျွန်တော်အဲ့ဒီမျိုးပဲအဲ့ဒီခုပေါင်းရင်အပြင်ဒီ surface tank ရဲ့ volume ကိုရအဲ့ဒီ volume ကိုမူတည်ပြီးတော့ကျွန်တော်ဆောင်းနာကသူပြောထားတယ် formula ပြောထား depth ဆိုလို့ရှိရင် 1.5 မီတာထက်2မီတာထက်မကျော်သင့်ဘူးပေါ့နော်နောက်တစ်ခုကကြတော့သူ့ရဲ့ဒီ length ဆိုလို့ရှိရင်4မီတာထက်ကျော်သွားရင် chamber ထည့်ရမယ်ဆိုအဲ့ဒီချက်ကိုကျွန်တော်တို့မှတ်ထားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ total ဒီမှာ sediment ဆိုလို့ရှိရင်ကျွန်တော်တို့ formula တစ်ခု T ဆိုတာက time ပေါ့နော်ကျွန်တော်တို့ကဘာအောင် hydrostatic destination time destination time ကကျွန်တော်ဒီမှာပြောခဲ့ရပေါ့နော်သူက1 day ကနေပြီးတော့ 1.5 day အထိကျွန်တော်တို့ကြာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က destination time ကကြာလေသူ့ရဲ့ volume ကပို့ပြီးတော့ကြီးသွားတယ်ပေါ့နော်မန်လေးမှာလည်းသူတို့ဟိုတက်တဲ့ဟာရှိပါတယ် biofilm တက်အဲ့ဒီကောင်ကြတော့သူက action 3မျိုးပါတယ်ပေါ့နော်ဒီကောင်ကြတော့ action ကဆို2မျိုးလောက်ပဲပါအဆင့်ပြန်နေမှာဒါပေမဲ့အကိုတို့လုံးတက်မယ်လုံးလို့ရမယ်ဆိုလို့ရှိရင်ဒီကောင်ဒီ action နဲ့ဟိုမှာနောက်တစ်ဆင့်ပဲနောက်တစ်ကန်ထပ်ထည့်လိုက်တာပေါ့နော်ထပ်ထည့်ပြီးတော့သွားတာညီဒါလေးတွေ့လားမသိဘူးဒီမှာဆိုလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင်ပမယိုးရတာမိန်လာကန်ပေါ့နော်ဟိုကအကလေးနှစ်ကန်ပဲပါဒီမှာဆို manhole ထည့်တယ်အခုတို့ bank ဆိုလို့ရှိရင်ဒီနောက်မှာနောက်ဆုံးမှထည့်တာပဲ manhole လေးနှစ်ခွက်ထည့်တာဒီမှာဆိုလို့ရှိရင်ရိုးရိုးအနေစုကန်စူးလေးပေါ့နော်အဲ့ဒီကန်လေးတစ်ကန်ပဲပါနောက်တစ်ခါကျတော့သမီးတို့ကြမိန်လာကန်မှာဘာလို့ဆိုတော့မိုးမှန်တာ filter media တွေပါထည့်ထားတာပေါ့နော်ဒီကောင်ဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဘာလို့ဆိုတော့ဒီမှာမိန်လာကန်မှာအခုတို့ကဒီခြံဒီကန်အများကြီးပါတယ်ပေါ့နော်အဲ့ဒါမျိုးတော့ဒါမျိုးပုံစံမျိုးဒါလည်းဒီတိရအခုတော့ပါလဲဆိုရင်တမယိုးကြတော့ရှေ့ကနှစ်ကန်တမယိုးကြပဲနောက်ကဟာကတော့အခုအာဖီနစ်ဆောက်တဲ့ဒီရေစိုးတန့်စင်တဲ့စနစ်နောက်တစ်ခုကကျတော့အခု ready made ပေါ့နော်သူတို့လောက်ထားတဲ့ရေစိုးတန့်စင်စနစ်ပေါ့အဓိကဒီနှစ်ခုကအတူတူပဲသူကနံပါတ်1က